Welcome to TechX Myanmar. Generator တွေထဲမှာအကျန်းဆုံးကောင်ညွှန်ပါဆိုရင်တော့ကျွန်တော်တို့ဒီ Leonardo AI တော့လူတိုင်းပြောကြနေတဲ့ညွှန်နေကြတဲ့ Leonardo AI ဆိုတာအကျန်းဆုံးပဲ image generate လုပ်တဲ့အခါမှာတကယ်ကိုမှ hyper realistic ကိုရိုက်လိုက်တဲ့အချိန်အတိအကျကိုမှ generate လုပ်ပြီးနိုင်တယ်ပေါ့သူကဈေးလေးကြီးတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့က pro version ဝယ်သုံးတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်စမ်းပြလို့ရအောင်ပေါ့ဒီပတ်စံတက်နိုင်တဲ့လူတွေပေါ့ပတ်စံတက်နိုင်တဲ့ဆိုတာကိုကတရားတော်ကနေပြီးအမြဲတမ်းဝင်ငွေထားတယ်တစ်လောက်လေ5-600လောက်ရနေရဆိုရင်တော့ဒီလို Leonardo AI တို့ဘာလို့ဝယ်ပြီးသုံးနေတယ်ကိုကတခြားလူတွေနဲ့မတူချင်ဘူးဒီကျွန်တော်ရှိမှပြခဲ့လိုမျိုးဒီ free ရတဲ့ AI တွေနဲ့ generate လုပ်တာလေနည်းနည်းလေးပြင်းလာပြီကို level up တစ်ခုရောက်ဖို့စူးစမ်းခြင်းနေဆိုရင်တော့ဒီ Leonardo AI ကိုသုံးသင့်တယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပဲကိုက income တစ်ခုရနေမှဒီတရားတော်တို့ဘောင်းနဲ့ပတ်သက်ပြီးတော့တိတိကျကျအမြဲတမ်းလုပ်မယ်ဆိုမှသာဝယ်ဖို့ recommend ပေးရမဟုတ်လို့ရှင်တော့ပတ်စံပူကုန်တယ်ပေါ့အဲစားကျွန်တော်တို့ free ရတဲ့ AI နေနဲ့လည်းအများကြီးသုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ prompt တစ်ခုပေးမယ်ဆိုလဲကျွန်တော်တို့ထုံးစံတိုင်းပဲဟိုအရင်တော့ကကျွန်တော်တို့သုံးခဲ့တဲ့ဒီ prompt တွေကိုတွားယူလိုက်မယ်ပေါ့တွားယူလိုက်ပြီးတော့မှဒီမှာကျွန်တော်တို့ Leonardo AI မှာစမ်းပြီးတော့မှကျွန်တော်တို့ generate လုပ်ကြည့်ရမယ်ပေါ့တွားပြီးတော့ paste ထုတ်လိုက်မယ် paste ထုတ်လိုက်ပြီးတော့မှaspect ratio ကျွန်တော်ရွေးပေးမယ်ရွေးပေးလိုက်ပြီးတော့မှOkay အဲ့ဆိုရင်ကျွန်တော် generate လုပ်လို့ရပြီပေါ့generate လုပ်လို့ရှိရင်ကျွန်တော်တို့ကိုOkay ကျွန်တော်တို့ generate လုပ်လို့ရပြီပေါ့နော်generate လုပ်လို့ရှိရင်ကျွန်တော်ဒီ feature တွေဝင်သွားမယ်ပေါ့ဒါအကောင့်ရိုး version ပေါ့ရိုး version ကိုသူတို့ free သုံးလို့ရသလောက်ကိုကျွန်တော်တို့update လုပ်ပါပြီးမှပြီးတော့ဒီမှာ history နဲ့ပတ်သက်တဲ့ဟာမျိုးတွေဆိုလဲgenerate လုပ်လို့အရန်ကောင်းပါတယ်အဓိကသူကသမိုင်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေဒီ animation ဒါဆို animation version ထွက်လာတာပေါ့ဒါမျိုးတွေဖျားသမိုင်းအကြောင်းတွေပြောမယ်ဆိုရင်ဒီကျွန်တော်တို့ Leonardo AI မှာအသုံးပြုလို့ရတယ်ပေါ့ဖျားရဲ့ဒီအတိတ်ဘဝအကြောင်းတွေဖျားဖြစ်ဒီမဖြစ်ခင်မှာရန်သူတွေနဲ့ကြုံတွေ့ရတဲ့အကြောင်းတွေဒါမျိုးတွေဆိုရင်တော့ Leonardo AI နဲ့သုံးရတာတကယ်လေးကောင်းပါတယ်အဓိကသူကပတ်စံပေးပြီးသုံးရတာတခုပဲကျန်တဲ့ဟာကအကုန်လုံးအဆင်ပြေတယ်ကိုကcinematic version နဲ့လုပ်ခြင်းနဲ့ဆိုလဲကျွန်တော် cinematic version နဲ့ပြီးလို့ရှိရင် image site ကြည့်မယ်ပြီးလို့ရှိရင်ကျွန်တော် generate လုပ်ပေးလိုက်မယ်မတူတော့ဘူးပေါ့သူက preset မတူပေါ့ဒါကြောင့် dynamic ဟာနေပေါ့တမိုင်းအကြောင်းများတွေပြောမယ်ဆိုဒါမျိုး version တွေနဲ့သုံးတာအဆင်ပြေတယ်ဒါဆို cinematic version ပေါ့အဓိကကို prompt ပေးတတ်ဖို့ပဲပေါ့ကို prompt ပေးသလောက်ကျွန်တော်တို့က image ကို generate လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်နောက်ထပ် prompt တွေကိုထပ်ပြီးတော့ပေးကြည့်မယ်ဒီရှိမှာ prompt တွေရှိရပေါ့ okay ဒါမှကျွန်တော်တို့ cinematic ရှိမယ် dynamic ရှိမယ် stock photo ရှိမယ်အဲ့တော့ style creative နဲ့ကျွန်တော်ပေးကြည့်မယ်ပေးကြည့်ပြီးတော့မှတစ်ခါလေးလုပ်လိုက်မယ် aspect ratio ကလည်း16 ratio နိုင်မယ်တော့ကျွန်တော်တို့ generate လုပ်ကြည့်လိုက်မယ်ပေါ့သူကဒီဖျားသမိုင်းနဲ့ပတ်သက်ပြီးတော့ကိုကအသေးစိတ် suggestion ပေးလို့ရှိရင်ဒီ Leonardo AI ထပ်တီးကြတာဘေး AI မှာမရှိသေးဘူးဒါပေမဲ့ဒီကောင်ဈေးကြီးတယ် hyper realistic တော့မဟုတ်ဘူးသူကဒီ animation တွေနဲ့သမိုင်းဇာတ်ကြောင်တွေပေါ့ဒါမျိုးတွေကို generate လုပ်ပြီးတဲ့ဟာမှာတော်တော်လေးကောင်းတယ်ဗျအဲ့လိုမျိုးပေါ့တယောက်နဲ့တယောက်ကတော့အကြိုက်တူမယ်တော့မထင်ဘူးဗျဒါကြီးကျတော့ပတ်စံပေးပြီးသုံးရတယ်ကျွန်တော်ပြောလို့ပဲသူကပေးထားတဲ့ prompt တိုင်းကိုတိတိကျကျထုတ်ပေးတာကဒီ Leonardo AI တခုပဲရှိတယ်ဘာလို့ဆိုတော့သူကကြတော့ဒီလို history နဲ့ပတ်သက်တဲ့ဟာတွေတမိုင်းအကြောင်းတွေထားပါတော့ကျွန်တော်အရင်ခေတ်က
ဒီရောမာခက်ကတိုက်ပွဲအကြောင်းတွေပါပြောမယ်ဆိုလဲဒါမျိုးကြီးဆိုရင်ကျွန်တော်တို့ကဒီဇလန်သွားတစ်ခုလုံးကျွန်တော်ထည့်ပေးလိုက်ပြီးလို့ရှိရင်သူကimage ဘယ်နှခုလိုချင်တယ်ပေါ့အမှ4ခုလိုချင်တယ်ဆို4ခုနှိပ်လိုက်ပြီးတော့သူကသူ auto ဒီဇလန်နဲ့လိုက်မဲ့ animation တွေကိုကျွန်တော်တို့ထုတ်ပါပြီးရပေါ့အကယ်၍မှာကိုကတရေ podcast တွေပါလုပ်တယ်ဆိုလဲကျွန်တော်တို့ဒီတရေ podcast ကကိုရေးမဲ့ scene ကိုထည့်ပြီးတော့မှ generate လုပ်ပေးလိုက်ရုံပဲပေါ့ဒါ Leonardo AI ကိုသုံးနေဆိုတာကျွန်တော်တို့ဒီတရားတော် video တွေ edit လုပ်ခါမှာ AI generate လုပ်ခါမှာသုံးရမှာမဟုတ်ဘူး AI နဲ့ပတ်သက်တဲ့ဟာမှန်သမျှကို Leonardo AI နဲ့အသုံးပြုလို့ရတယ်ကို prompt ပေးတော့ရတယ်ပြီးရင်ဒါမှကိုက video ပြန်လုပ်လဲရတယ်ပေါ့ generate လုပ်လို့ရတယ်ပေါ့ Okay ဒီလောက်ဆိုရင်တော့ဒါ Leonardo AI ရဲ့သုံးနည်းလေးပါပေါ့ကိုဘယ်လိုအသုံးပြုမလဲဆိုတာမူတည်ပြီးတော့ပဲcreative ကတော့ကွာသွားမယ်ကျွန်တော်ကတော့အခု creative ကတော့ဒီ text to image generate လုပ်တဲ့ဟာတွေကိုမှဒီပဲကိုကြိုက်တဲ့ AI နဲ့သုံးပြီးလို့ရမှာရှေ့မှာပြခဲ့တဲ့ဟာတွေအကုန်လုံးကတော့ free version တွေဖြစ်တယ်ဒီ Leonardo AI တို့ဘာလို့ကတော့ပတ်စံပြီးသုံးရတယ်ဒါဆိုရင်ကျွန်တော်တို့ကပုံ20 30လောက်ပဲကျွန်တော်တို့ generate လုပ်လို့ရမယ်ပေါ့ကိုကပြီးတော့သူကဒီ video နဲ့ပတ်သက်ပြီးတော့မှphoto to video generate လုပ်တဲ့ဟာမှာဆိုလဲအရန်ကောင်းတယ်ပေါ့ပတ်စံပြီးရပြီးတော့မှတုံးရတဲ့အထဲမှာဆိုရင်တန်တဲ့အထဲမှာလည်းLeonardo AI ပါတယ်ကိုက free version မှာတုံးနေတယ်ဆိုရင်တော့ဒီလိုကောင်းတဲ့ quality မျိုးတွေဆိုရင်ကျွန်တော်တို့ Noti AI တို့ Crow AI တို့ဒါမျိုးကြီးမှာထုတ်လို့ရပါ banana တို့ပေါင်းမှာထုတ်လို့ရရောကျွန်တော်ကြိုက်ဆိုတော့ Crow နဲ့ Noti ပဲပေါ့ဒါပေမဲ့အဲ့ဒီ Grow AI တော့ပို့ပြီးတော့မှပိုကောင်းလိမ့်မယ်ပို့ပြီးတော့လည်း reality ဆန်နေပေါ့Noti AI ကတော့ခိုင်ကြလို့ရှိရင်နည်း hyper realistic ဖြစ်တာတခုတော့ဖြစ်တယ် Okay ပါဒါဆိုရင်တော့ကျွန်တော်တို့ Leonardo AI ကနေပြီးတော့ကျွန်တော်တို့text to photo ပြောင်းတဲ့နည်းလေးကိုပြောပြပေးဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုက video ပြောင်းလို့လည်းရတယ် blueprint တို့ပါလို့လည်းရှိတာမျိုးစုံပေါ့ upscale တို့ပါလို့ဆိုလည်းကိုသုံးရင်သုံးလောက်ဒါဝယ်သုံးလို့ရတယ်သူက credit point အနေနဲ့လာတာပါဈေးနှုန်းတွေကတော့ကိုမကိုတစ်ချက်ဝင်ကြည့်လိုက်ပါဒီမှာ unlimited တွေ unlimited တွေမျိုးစုံရှိရပေါ့ version တွေမျိုးစုံရှိပါတယ်အသုံးပြုလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ AI tools တွေကိုဒီ text to image ပြောင်းတဲ့ဟာတွေကိုကိုကြိုက်တဲ့ app သုံးလို့ရအောင်တော့တခြားသင်ခန်းစာတွေလည်းလာပါအောင်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ image ကနေပြီးတော့ဗီဒီယိုပြောင်းတဲ့ tutorial လည်းလာပါမယ်အဲ့တော့ကျွန်တော်ကတော့ဒီသင်တန်းဆရာတယောက်အနေနဲ့ app တွေအများကြီး website တွေအများကြီးသုံးတဲ့နည်းတွေတော့ကျွန်တော်ပြောပြပေးလိုက်တာပဲဒါပေမဲ့ဒီထဲမှာမှဒီ5ခုလုံးကိုကကျွမ်းကျင်နေကြမလို့တစ်ခုနှစ်ခုလောက်ကျွမ်းကျင်တာနဲ့တင်ကိုအသုံးပြုလို့ရပြီကိုကထားပါတော့ဒီဘက် AI က free AI နှစ်ခုသုံးမယ်ဆိုဒီဘက် AI limit ပြည့်ရဲ့ချိန်ကြလို့ရှိရင်ဟိုဘက် AI မှာသုံးပြီးလို့ရလို့ရှိရင်ရပြီပေါ့ဒါမျိုးသဘောတရားပြောတာပေါ့ကိုက website တစ်ခု point ကြီးကုန်သွားတယ်တရက်တာအတွင်း point ကုန်သွားလို့ရှိရင်နောက်ထပ် website တစ်ခုပြန်ပြောင်းပေါ့ဒါမျိုးတွေအတွက်ဆိုရင်တော့ AI နှစ်ခုလောက်သုံးတတ်မှအဆင်ပြေမယ်ကိုကပတ်စံပေးပြီးတော့ version model အပြည့်ဝယ်ပြီးသုံးမယ်ဆိုရင်တော့ဘာမှမလိုပါဘူးခင်ဗျ AI တစ်ခုလောက်တည်းသုံးတဲ့ရင်တော့မှကိုလုပ်တဲ့ video တွေကိုမှတေချာ clear suggest လုပ်ပြီးနိုင်လို့ရှိရင်တို့ prompt ပေးနိုင်လို့ရှိရင် AI တစ်ခုတည်းနဲ့လုံလောက်ပါတယ်ကျွန်တော်ကတော့ဒီ AI website အများကြီးသုံးတဲ့ဟာကိုဘာကြောင့်ပြပေးအောင်ဆိုတော့ကျွန်တော်ခုနကပြောလို့ပဲ free version သုံးလို့ရှိရင်တစ်ခါကျလို့ရှိရင်ဒီတရက်ထဲနဲ့ပုံ50လောက်ထုတ်ပြီးမှလို့ရှိရင် limit ပြည့်သွားတာမျိုးတွေပါရှိတယ်ဒါကြောင့်မလို့တခြား app တွေလည်းသုံးနည်းတွေကိုကျွန်တော်ပြပါပေးတာဖြစ်ပါတယ်သင်ခန်းစာတွေအကုန်လုံးတော့ရိုးရှင်းတွေပါပဲကျွန်တော်တို့ကအခုမှဒုတိယအဆင့်တတိယအဆင့်လောက်ပဲရောက်သေးတယ်ပေါ့ကျွန်တော်တို့ကခု image ရသွားပြီဆိုရင်လည်းဟာကိုကျွန်တော်တို့ editing နဲ့မှာသွားပြီးလုပ်မယ်သို့မဟုတ်ကျွန်တော်အရင်တော့ပြောခဲ့လို့ပဲဒီ AI နဲ့ photo to video ပြန်ပြောင်းမယ်ပေါ့ဒါကိုကြိုက်လို့ create လုပ်လို့ရပါတယ် Okay ပါခင်ဗျအဆုံးထိကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ် Welcome to TechX Myanmar.